တနေ့မှာဆိုယွန်းလို့ခေါ်တဲ့မိန်းကလေးတယောက်ဆေးရုံကနေငင်းငိုင်စွာနဲ့ပြန်လာခဲ့ပါတယ်။သူမမှာအမျိုးသားလက်ရှိပြီးတော့တာသမီမရတဲ့ပြဿနာကြုံတွေ့နေရတဲ့သူတယောက်ပါ။အခုလည်းဆေးရုံမှာဒီကိစ္စကိုပဲတတ်တိုင်ဝင်ခဲ့ပေမဲ့အစင်မပြေခဲ့ဘူးဗျ။သူမရဲ့အမျိုးသားကလည်းအပေါင်းအသင်းတွေကြားထဲမှာတော့အမြဲတမ်းလို့ဘာမှမစွမ်းဆောင်နိုင်တဲ့ကောင်ဆိုပြီးအလောင်ခံနေရတာပါ။တခုတော့ညမှာဆိုယွန်းတယောက်ဆိုရှယ်မီဒီယာကိုအသုံးပြုနေရင်နဲ့တာသမီရအောင်လုပ်ပေးနိုင်တယ်ဆိုတဲ့လူတယောက်ကိုဆက်သွယ်မိခဲ့ပါတယ်။အဲ့ဒီအချိန်သူမရဲ့ယောက်ျားကအယက်မူပြီးအိမ်ကိုပြန်လာခဲ့တယ်ဗျ။သူမရဲ့ယောက်ျားကအယမ်းကိုမူးနေတာမလို့ဘာမှရှင်းပြမနေတော့ဘဲနဲ့ခရီးတစ်ခုထွက်ကြမယ်လို့ပြောပြီးအိယာဝင်ခဲ့ကြပါတယ်။ဒီလိုနဲ့ခွင့်ရတဲ့တရက်မှာဆိုရင်တို့လင်မယားနှစ်ယောက်တင်မော်တစည်းနဲ့ခရီးထွက်ခဲ့ကြတယ်ပေါ့ဗျာ။သူတို့သွားမဲ့နေရာကကျွန်းတကျွန်းဖြစ်တာကြောင့်တင်မောပေါ်မှာသူတို့ရဲ့ကားလေးကိုယူဆောင်လာခဲ့ပါတယ်။တင်မောကန်ကပ်ပြီးတဲ့အခါမှာတော့သူတို့ရဲ့ကားလေးနဲ့တော်လန်ကျန်းလေးပေါ်စတင်ပြီးတော့မောင်းထွက်လာခဲ့ကြပါတယ်။ကျွန်းမြေဖြစ်တာကြောင့်ပဲလမ်းကဆွေးဝါးလွန်နေပြီးတော့သူတို့လည်းတွန်းတစ်ခါမောင်းတလဲနဲ့ခရီးနှင်လာခဲ့တာအချိန်တော်ကြာတဲ့အခါမှာတော့စားတောက်ဆိုင်လေးတစ်ခုစီကိုရောက်ခဲ့ကြပါတယ်။အဲ့ဒီမှာတော့စကားပြောတတ်တဲ့မိန်းကလေးတယောက်နဲ့ကြမ်းတမ်းတဲ့အမူအရာရှိတဲ့မျိုးသားတို့ရှိနေကြတယ်ဗျ။အဲ့ဒီအမျိုးသားကသူ့ရဲ့စကားမပြောတတ်တဲ့မိန်းမကိုအနိုင်ကျင့်ဆက်ဆက်နေတာကိုဆိုရင်တို့လင်မယားနှစ်ယောက်သတိထားမိခဲ့ကြပါတယ်။ခဏနေတော့ဆိုင်ရှင်မျိုးသားကကြက်တကောင်ကိုတက်ပြီးစွပ်ပြုတ်လောက်ကအရက်ဝိုင်းနဲ့အတူဧကန်ပါတယ်။ပြီးတော့တော်တဲ့အမဲပြစ်ထွက်အောင်ပဲဆိုပြီးအပြင်ထွက်သွားတဲ့အခါမှာတော့သူတို့တောက်နေတဲ့အရက်တွေထဲမှာကင်းရှည်များတွေစိတ်နှမ်းတာတွေးလိုက်ရလို့ဆိုရင်တို့လင်မယားလည်းစိတ်အနှောက်အယှက်ဖြစ်ခဲ့ကြရပါတယ်။ညနေရောက်တော့တောပြစ်သွားတဲ့ဆိုင်ရှင်မျိုးသားပြန်ရောက်လာခဲ့ပြီးတောကောင်တွေပါလာခဲ့တယ်ဗျ။ညရောက်တဲ့အခါမှာတော့ရလာတဲ့ဟင်းစားတွေနဲ့အတူပါတီပွဲကျင်းပကြပြီးတော့ကခုံပျော်မြူးနေကြပါတယ်။အဲ့ဒီညမှာပဲဆိုင်ရှင်မျိုးသမီးကိုဆိုယွန်းရဲ့အမျိုးသားဖြစ်သူကပြစ်မှားမိနေပါပြီ။အထာနဲ့တဲ့ဆိုင်ရှင်မျိုးသားကမင်းငါမိန်းမနဲ့အိတ်ရှင်လားဆိုပြီးကတ်တိုးလေးပြောလာတဲ့အခါမှာတော့ဆိုယွန်းရဲ့အမျိုးသားကလည်းစိတ်တွေလှုပ်ရှားလာခဲ့ပါတယ်။ဆိုယွန်းလည်းရှင်တွေကိုသတိထားနေခဲ့ရင်သူမအပေါ်ပါသွားနေတော့ဆိုင်ရှင်မျိုးသားကနောက်ကရောက်လာပြီးရီးတဲ့လှုပ်နေတာကြောင့်ဟန်မပြတ်ပဲနေလိုက်ရတယ်ဗျ။ဒီလိုနဲ့တညတာကိုဖြတ်တန်းခဲ့ကြပြီးတော့မနက်မိုးလင်းလို့ဆိုယွန်းနိုးလာတဲ့အခါမှာတော့သူမရဲ့မျိုးသားကိုမတွေ့တာကြောင့်စိတ်ပူသွားခဲ့ရပေမဲ့လည်းခဏကြာတော့ဆိုင်ရှင်မျိုးသားနဲ့အတူပြန်လာခဲ့ပါတယ်။မနက်ခင်းမှာဆိုင်ရှင်မျိုးသားနဲ့အတူတောပြစ်လိုက်သွားခဲ့တာဖြစ်ပြီးတော့ဆိုင်ရှင်မျိုးသားကတောကောင်တကောင်ကိုပြစ်ပြီးသွေးကိုညှစ်ကဆိုယွန်းရဲ့မျိုးသားကိုတာသမီရအောင်လှုပ်ပေးနိုင်တယ်ဆိုပြီးတိုက်ခဲ့လိုက်တယ်ဗျ။ဒီလိုနဲ့နေငယ်မြင့်လာတော့ဆိုယွန်းတို့လည်းမြန်လဲအိမ်မြန်ကြမယ်ဆိုပြီးကားဆက်နှိုးလိုက်တဲ့အခါမှာတော့ဆက်ကဘလို့မှနှိုးမရဖြစ်နေခဲ့ပါတယ်။တကယ်တော့ကားကိုပြအောင်ဆိုင်ရှင်မျိုးသားကစီစဉ်ထားခဲ့တာပါ။ဆိုင်ရှင်မျိုးသားကကားဝက်ရှော့ကိုဖုံးဆက်လိုက်ပြီးတော့ဆိုင်ပိတ်နေတာမလို့တညလောက်ထပ်နေဖို့ဆိုရင်တို့လင်မယားကိုအချိန်ဆွဲခဲ့ပါတယ်။မတက်နိုင်တဲ့အဆုံးတော့သူတို့လင်မယားလည်းတညဆက်နေဖို့သာဆုံးဖြတ်ခဲ့ရတယ်ပေါ့ဗျာ။ညရောက်လာတော့မင်းညလိုပဲမူယူစားတော့ခဲ့ကြပြီးတော့ဒီညမှာတော့ဆိုင်ရှင်မျိုးသားကပို့ပြီးသူ့ရဲ့အကြံတွေကိုအကောင့်ထဲပေါ်နေခဲ့ပါတယ်။ဆိုယွန်းရဲ့မျိုးသားအရန်မူလာတဲ့အခါမှာသူ့ရဲ့မျိုးသမီးနဲ့တခန်းထဲထားလိုက်ပြီးမကြခင်မှာပဲဘာညာတွေဖြစ်ကုန်ကြပါတယ်။ဒီခါမှာတော့ဆိုင်ရှင်မျိုးသားကဆိုယွန်းရှိနေတဲ့ခန်းထဲကိုဝင်လာပြီးဆိုယွန်းရဲ့မျိုးသားနဲ့သူ့မိန်းမတို့ဘာညာဖြစ်နေကြတာကိုတကားပေါက်ကနေပြလိုက်တယ်ဗျ။ဆိုယွန်းလည်းအရန်ကိုချော့ရသွားတဲ့အချိန်မှာပဲဆိုင်ရှင်မျိုးသားကဆိုယွန်းကိုအတင်းအကျပ်အာရမပြုကျင့်ခဲ့ပါတယ်။မနက်ခင်းဒိုးလာတဲ့အခါမှာတော့ဆိုယွန်းတို့လင်မယားနဲ့အတွေးတွေကိုစီနဲ့ငင်းငိုင်နေခဲ့ကြပါတယ်။ခဏနေတော့ဆိုင်ရှင်နဲ့ဆိုယွန်းရဲ့မျိုးသားတို့မြို့ပေါ်တက်ပြီးဝက်ရှော့စရာကိုသွားခေါ်ခဲ့တယ်ဗျ။ဒါပေမဲ့လည်းဝက်ရှော့ကပိတ်ထားပြန်လို့သူတို့နှစ်ယောက်သာပြန်လာခဲ့ကြရပါတယ်။တကယ်တော့ဒါကလည်းဆိုင်ရှင်မျိုးသားရဲ့အကြံတွေပါပဲ။ဒီလိုနဲ့ပြန်လာရင်တောထဲရောက်တဲ့အခါမှာတော့ဆိုင်ရှင်ကတောက်ကောင်တွေထောင်ထားတာတွက်ကြည့်ရအောင်ဆိုပြီးပြောလာတယ်ဗျ။ဆိုယွန်းရဲ့မျိုးသားကလည်းကားပေါ်ကဆင်းပြီးလိုက်သွားတဲ့အခါမှာတော့ဆိုင်ရှင်မျိုးသားရဲ့ထောင်ချောက်တဲကိုဝင်သွားခဲ့ရပြီးတော့တောင်အောက်ကိုပြုတ်ကျသတိမိသွားခဲ့ပါတယ်။ဒီတော့မှဆိုင်ရှင်မျိုးသားကတယောက်တည်းအိမ်ပြန်လာခဲ့ပြီးစောင့်နေတဲ့ဆိုယွန်းကသူမရဲ့မျိုးသားကိုမတွေ့တာကြောင့်အသေးအတန်မင်းနေပေမဲ့လည်းဆိုင်ရှင်ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။အဲ့ဒီအချိန်မှာဆိုင်ရှိကိုစုံတွဲထက်ရောက်လာခဲ့ပြီးတော့ဆိုယွန်းတို့လင်မယားကိုကြိုဆိုခဲ့ကြတဲ့အတိုင်းပဲဆိုင်ရှင်လင်မယားကဧည့်ခံနေကြပါတယ်။ဆိုယွန်းကသူမရဲ့မျိုးသားဗမာလဲဆိုပြီးအသေးအတန်လိုက်မေးနေတာကြောင့်ဆိုင်ရှင်ကအခန်းတစ်ခန်းနဲ့ဆိုယွန်းကိုပိတ်လောင်ထားလိုက်ပါတယ်။ညရောက်တဲ့အခါမှာတော့ဆိုင်ရှင်လင်မယားကအစ်ရောက်လာတဲ့ဇုံတို့နဲ့အတူကခုန်နေကြပြီးတော့ဧည့်သည်မျိုးသားကိုသူ့ရဲ့မိန်းမနဲ့အိတ်စီခဲ့ပါတယ်။
သူကတော့တစ်ဖက်မှာဧည့်သည်မျိုးသမီးကိုစားဖို့ကြံနေတော့ဧည့်သည်မျိုးသားကတိသွားတဲ့အခါမှာတော့ပွဲချမ်းကုန်ပြီးဆိုင်ရှင်ကဧည့်သည်ဆောင်တွေကိုတတ်ပစ်လိုက်ပါတော့တယ်ဒီရှင်တွေကိုဆွန်ယွန်းတယောက်အတိုင်းသားမြင်နေရပြီးတော့အရန်ကိုကြောက်ရွံ့နေခဲ့ပါတယ်ဒီအချိန်မှာပဲတောထဲမှာသတိလစ်မေ့မျောနေတဲ့ဆွန်ယွန်းရဲ့မျိုးသားကသတိပြန်ရလာတာကြောင့်ဆိုင်ကိုပြန်ရောက်လာပါတယ်ဆိုင်ရှင်ကဘာမှမသိသလိုပုံစံနဲ့သူ့ကိုဆွန်ယွန်းစီခေါ်သွားခဲ့ပါတယ်အရှင်နေတွေကိုနားလဲသွားတဲ့ဆွန်ယွန်းတို့လင်မယားလည်းဆိုင်ရှင်ရဲ့ကားနဲ့ထွက်ပြေးခဲ့ကြတယ်ဗျဒါပေမဲ့လည်းလမ်းမကျွမ်းကျင်တာကြောင့်ခဏကြာမှပဲဆိုင်ရှင်မျိုးသားကဖမ်းမိသွားခဲ့ပါတယ်ဒီအချိန်ရောက်လာတော့ဆွန်ယွန်းတယောက်သူမရဲ့မျိုးသားကိုသူဖုံးကွယ်ခဲ့တဲ့အကြောင်းကိုပြောပြပါတော့တယ်ဒါကတော့အစောပိုင်းမှာပြောခဲ့တဲ့ခလေးရအောင်လှုပ်ပေးမယ်ဆိုတဲ့နေရာဖြစ်တဲ့အကြောင်းကိုပေါ့ဆွန်ယွန်းလည်းသူမရဲ့မျိုးသားကိုတောင်းပန်နေခဲ့ပါတယ်ဒီအချိန်ဆိုင်ရှင်ရောက်လာပြီးဆွန်ယွန်းရဲ့မျိုးသားကိုတတ်ဖို့လုပ်နေစဉ်မှာအိမ်ရှိကိုရဲတွေရောက်လာခဲ့ပါတယ်ဒီရဲတွေကဆိုင်ရှင်မျိုးသားကိုပျောက်သွားတဲ့ဇုံတွေရှိနေတာကြောင့်လာမေးတာပါအရန်ကိုလဲလုံးတဲ့ဆိုင်ရှင်ကဘယ်သူမှမလာတဲ့အကြောင်းနဲ့ရဲတွေကိုတော့စွတ်ပြုတ်တိုက်ဖို့လုပ်နေတာပါဒီအချိန်မှာပဲဖမ်းကန်ထားတဲ့ဆွန်ယွန်းကအနီးနားမှာရှိနေတဲ့အိုးတလုံးကိုတွန်းကန်လိုက်တဲ့အခါမှာတော့ရဲတယောက်ကတွက်ကြည့်ရမှာအားလုံးကိုတိသွားခဲ့ပါတယ်ဒါပေမဲ့လည်းဆိုင်ရှင်မျိုးသားကရဲနှစ်ယောက်စလုံးကိုတတ်ပစ်ခဲ့တယ်ဗျအိမ်ထဲမှာတော့ဆိုင်ရှင်ရဲ့စကားမပြောတတ်တဲ့မျိုးသမီးကဆွန်ယွန်းတို့လင်မယားကိုချိုးဖြီပေးလိုက်တော့တောထဲကိုထွက်ပြေးခဲ့ကြပါတယ်ဆိုင်ရှင်မျိုးသားလည်းရန်ကိုဒေါသထွက်သွားခဲ့ပြီးတော့သူ့ရဲ့စကားမပြောတတ်တဲ့မိန်းမကိုသတိမေ့တဲ့အထိရိုက်နှက်ခဲ့ပါတယ်တောထဲရောက်တော့ဆွန်ယွန်းတို့လင်မယားကိုခဏကြာမှပဲရှာတွေ့ခဲ့ပေမဲ့လည်းဆိုင်ရှင်မျိုးသားရဲ့စကားမပြောတတ်တဲ့မိန်းမကတနက်နဲ့လမ်းပစ်လိုက်တာကြောင့်ဆွန်ယွန်းရဲ့မျိုးသားကဆိုင်ရှင်ကိုတောင်အောက်ကိုတွန်းချလိုက်တဲ့အခါမှာတော့ဘိုက်ကိုတန်ချောင်းဝင်ပြီးဆိုင်ရှင်မျိုးသားကတိတ်ဆုံးသွားခဲ့ပါတယ်အရှင်နေတွေအားလုံးပြီးဆုံးသွားတဲ့နောက်မှာတော့ဆွန်ယွန်းတို့လင်မယားလည်းနောင်တတွေနဲ့အတူအိမ်ကိုပြန်ခဲ့ကြပြီးတော့ဆွန်ယွန်းရဲ့မျောလင်းချက်ခီးတစ်ခုဟာစိတ်ပြက်စရာအတိဖြစ်ခဲ့တယ်ပေါ့ဗျာ